ယေရှုခရစ်တော်ဘုရားနာမ၌ညီကိုမတော်မများအားလုံးမင်္ဂလာပါဆမ်မြင့်ဆွေ channel ကနေပြန်လည်ကြိုဆိုပါရစေဆမ်မြင့်ဆွေ channel လေးကို react ပေးခြင်း comment ရေးခြင်း subscribe လုပ်ပေးခြင်းအပြင်ကူညီဖို့အတွက်သခင်ဘုရားနာမ၌မြတ်တရရက်ခံလိုပါတယ်ကျွန်တော်ဒါတွေကိုဘာကြောင့်မြတ်တရရက်ခံနေလဲဆိုတော့ဒီနှုတ်ကပတ်တော်တွေကလူများများစီရောက်သွားပြီးတော့လူများများကြားရရင်ပို့ပြီးတော့သူတို့အတွက်တိဆောက်ဆရာဖြစ်ဖို့အတွက်စင်ကြင်စရာဖြစ်ဖို့အတွက်နှုတ်ကပတ်တော်ဖြင့်ကောင်းချီးမင်္ဂလာဖြစ်ဖို့အတွက်မြတ်တရရက်ခံအခြင်းတောင်းဆိုအခြင်းဖြစ်ပါတယ်လို့အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဆက်လက်ပြီးတော့ဝေငှခြင်းတဲ့အရာကတန်ရှင်းသောဝိညာဉ်တော်၏စုကျေးဇူးများအကြောင်းကိုဆက်လက်ပြီးတော့ဝေငှခြင်းပါတယ်အဲ့တော့တော်တော်များများကတော့ခေါင်းစဉ်တင်တဲ့ခါမှာတန်ရှင်းသောဝိညာဉ်တော်ဤစုကျေးဇူးများအကြောင်းဆိုပြီးတော့တင်တယ်တကယ်တော့ဒီဟာအကြောင်းအရာတစ်ခုသက်သက်မဟုတ်ဘူးတန်ရှင်းသောဝိညာဉ်တော်စုကျေးဇူးတွေအကြောင်းအရာတစ်ခုသက်သက်မဟုတ်ကျမ်းစာထဲမှာဒီလိုရှိတယ်ဟဲ့ဒီလိုပါတယ်ဟဲ့ဒါတဲ့ဟဲ့ဒီလိုတဲ့အဲ့ဒါမျိုးမဟုတ်ဘူးအဲ့ဒီဝိညာဉ်တော်တွေကိုဝိညာဉ်တော်ရဲ့စုကျေးဇူးတွေကိုလက်တွေ့ကျွန်တော်တို့ကရယူပြီးတော့ပိုင်ဆိုင်ပြီးတော့အသုံးပြုဖို့အတွက်ဖြစ်တယ်အသုံးခံဖို့အတွက်ဖြစ်တယ်အဲ့ဒီအသုံးပြုခြင်းအသုံးခံခြင်းအပြင်ဘုရားသခင်ဘုန်းတော်ထင်ရှားစေဖို့အတွက်ဖြစ်တယ်အေဝံဂေလိတရားကျင့်ကြံစေဖို့အတွက်ဖြစ်တယ်အေဝံဂေလိတရားကိုဝင်ရတဲ့အခါမှာနမိတ်လက္ခဏာသက်သေတကူဖြစ်စေဖို့အတွက်ဖြစ်တယ်ဆိုတာဥစ္စာပရမပြောပြလိုပါတယ်ဒါကြောင့်ဒီတန်ရှင်းသောဝိညာဉ်တော်စုကျေးဇူးတွေကဘာတွေလဲဒီတန်ရှင်းသောဝိညာဉ်တော်စုကျေးဇူးတွေဘယ်လိုရနိုင်လဲဘယ်သူတွေအတွက်ဘုရားသခင်ပြင်ဆင်ထားလဲကျွန်တော်တို့ဆက်လက်ပြီးတော့မှခံယူဖို့အတွက်တိုက်တွန်းဝင်ငါခေါ်ဖိတ်လိုပါတယ်ကောရိန္သုဩဝါဒစာပထမအဆောင်အခန်းကြီး7အငယ်1ကနေပြီးတော့ကျွန်တော်စပြီးဖတ်ချင်ပါတယ်အောက်နာလေး17လောက်ထိသွားလိုက်မယ်နော်ညီကိုတို့သင်တို့ဒီဝိညာဉ်စုကျေးဇူးများကိုမသိဘဲနေစေခြင်းကငါလိုမရှိသင်တို့ဒီအထက်ကသာသနာပလူဖြစ်၍သူတစ်ပါးသွေးဆောင်တဲ့ပြစကားမပြောနိုင်သောရုပ်တုရှိရာသို့ပါသွားသောသူဖြစ်ကြောင်းကိုသင်တို့သိကြ၏ထို့ကြောင့်ဘုရားသခင်ဝိညာဉ်တော်အားဖြင့်ဟောပြော၍အဘယ်သူမျှယေရှုကိုမကျိန်ဆဲနိုင်သည်ကို၎င်းယေရှုသည်သခင်ဖျားဖြစ်တော်မူသည်ဟုတန်ရှင်းသောဝိညာဉ်တော်ကိုအမိမပြုတ်လင်အဘယ်သူမျှမပြောနိုင်သည်ကို၎င်းသင်တို့သည်သိနားလည်စေခြင်းကငါသတိပေး၏တန်ရှင်းသောဝိညာဉ်တော်မဖော်ပြရင်သခင်ယေရှုကိုတောင်မှမှန်မှန်ကန်ကန်ဘယ်သူမှဝင်မခံနိုင်ဘူးတဲ့သခင်ယေရှုကတခါမှတပည့်တော်တွေကိုမေးတယ်ကဲတပည့်တော်တွေလူတွေကငါ့ကိုဘယ်သူလို့ပြောလဲကွာအကုန်လုံးပြောတယ်ကိုရောကိုတချို့ကအေလိယလို့ပြောတယ်တချို့ကပရောဖက်တပါးပါလို့ပြောတယ်တချို့ကပရောဖက်ယေရမိလို့ပြောတယ်တချို့ကတော့ဗရိဇန်ဆရာယောဟန်သေယားနေပြန်ထတယ်လို့ပြောတယ်တချို့ကတော့ဒီလိုပြောတယ်အမျိုးမျိုးပြောတယ်လူတွေပြောတဲ့သူတို့ပြန်ဖြေပေးတဲ့လူတွေပြောတဲ့အဖြေကတခုမှမမှန်တခုမှမဟုတ်ဘူးဒါနဲ့ယေရှုကသူတို့ဘက်ကိုလှည့်ပြီပထမမေးတဲ့မေးခွန်းကလူတွေကငါ့ကိုဘယ်လိုပြောလဲတဲ့ဒုတိယကျကဲဒါဆိုရင်မင်းတို့အောင်ငါ့ကိုဘယ်သူလို့ပြောမလဲကွာဟာအလုံးတိတ်သွားဒီတပည့်လူတွေကသခင်ရှုတော့ကိုလိုက်နေတယ်လေနော်သခင်ရှုနဲ့တူလက်ပေါ်နေနေထိုင်စားတောက်သွားလာနော်အတူတူသွားနေတဲ့တပည့်တော်တွေဒါကြောင့်ယူဒချခါရုပ်လို့လူမျိုးကနောက်ဆုံးမှာဖောက်ပြန်သွားတာတိတ်တော့မထူးဆန်းဘူးအလုံးတိတ်သွားတာဘယ်သူမှမဖြေတော့ပထမတော့လူရပြောနေပါဘာကိုတော့လူတွေကပရောဖက်ယေရမိလို့ပြောပရောဖက်အေလိယလို့ပြောတာဗရိဆန်ဆရာယောဟန်တရားတောင်းတယ်ပြောဒီလိုတွေအမျိုးမျိုးပြောနေတာအလူရပြောကြတာဒါပေမဲ့သခင်ရှုမေးပြီမင်းတို့ကတော့ငါ့ကိုဘယ်သူလို့ပြောမလဲကွာဆိုတော့တိတ်သွားတာအားလုံးအဲ့ချိန်မှာပေတရုစကားတစ်ခွန်းပြောတယ်ကိုတော်ဟာဘုရားသခင်ထံတော်ကကြွလာတဲ့ဘုရားသခင်သားတော်ဖြစ်တော်မူသည်ကိုအကျွန်ုပ်တို့သိပါတယ်ပြန်ဖြေတော့ယေရှုဟာရှိမုန်ဘာယောနာ၏သားရှိမုန်သင်သည်မင်္ဂလာရှိအကြောင်းမူကားဤအကြောင်းအရာကိုသင်ရဲ့အသွေးသားသည်တင့်ကိုဖော်ပြသည်မဟုတ်ကောင်းရင်ဘုံ၌ရှိတော်မူသောငါခမည်းတော်တင့်ကိုဖော်ပြသည်ဆိုလိုချင်တာလူအုံနောက်လူအသေးသွားလူခံစားချက်လူရဲ့ကြံစီတက်ဆွမ်းနိုင်မှုလူပညာကယေရှုခရစ်တော်မှန်မှန်ကန်ကန်ဝင်မခံနိုင်ဘူးနော်နမိတ်လက္ခဏာတွေကြည့်လို့လည်းဝင်မခံနိုင်ဟိုလူတွေဘာလို့ပြောလဲအမျိုးမျိုးနမိတ်လက္ခဏာတွေကြည့်ပြီးပြောတယ်သူဟောပြောတဲ့အရာတွေကိုကြည့်ပြီးပြောတယ်သူနေပုံထိုင်ပုံကြည့်ပြီးတော့ပြောတယ်နော်အဲ့ဒါလူညံလူအတွေးနဲ့ပြောတာမှန်ကန်တဲ့ဝင်ခံခြင်းမရဘူးယေရှုသည်သခင်ဖျားဖြစ်တော်မူသည်ဟုတန်ရှင်းသောဝိညာဉ်တော်ကိုအမိမပြုတ်လင်အဘယ်သူမျှမပြောနိုင်သည်ကို၎င်းစာငါတို့သိကြတယ်ဆိုတော့လားဝိညာဉ်တော်ဖော်ပြမှယေရှုခရစ်တော်ကိုမှန်မှန်ကန်ကန်ဝန်ခံနိုင်တာဖြစ်တယ်အဲ့ဒါသခင်ယေရှုကပေတရုကိုပြောတာဒီအကြောင်းအရာမင်းအသွေးသားမင်းအုတ်တော်ကမင်းကိုဖော်ပြတာမဟုတ်ဘူးတဲ့ကောင်းကင်ဘုံမှာရှိတဲ့ဘုရားသခင်မင်းကိုဖော်ပြတာမင်းမင်္ဂလာရှိသောသူဖြစ်တယ်တဲ့ပထမပိုင်းအနေနဲ့ဒါလေးကျွန်တော်ပြီးခဲ့တဲ့အပုတ်ရဲ့အဆက်ပြောချင်ပါတယ်တန်ရှင်းသောဝိညာဉ်တော်ဖော်ပြမှာကျွန်တော်ဘုရားကိုမှန်ကန်စွာသိကျွမ်းနိုင်တယ်
တန်ရှင်သောဝိညာဉ်တော်ဖော်ပြမှာသခင်ယေရှုကိုပန်ကန်ဆောင်ဝန်ခံနိုင်တယ်ဒီလိုပဲဧဝံဂေလိတရားကိုကြားတယ်ကျွန်တော်ဆိုပြောတာလူတွေ500-600ပြောတယ်1000လောက်ပြောဘူးတယ်1000နီးပါးလောက်ရှိတဲ့cloud ကြီးမှာပြိတ္တကြီးမှာကျွန်တော်ပြောဘူးတယ်ဧဝံဂေလိတရားနော်စင်မောနေအကြီးကျယ်ဒါပေမဲ့အဲ့1000လုံးမပြောင်းလဲပါဘူးအဲ့1000လုံးမပြောင်းလဲပါဘူးအဲ့300လုံးမပြောင်းလဲပါဘူးအဲ့100လုံးမပြောင်းလဲပါဘူးဘာဖြစ်လို့လဲသိလားဧဝံဂေလိတရားကိုကြားတဲ့ချိန်မှာယုံကြည်ခြင်းကိုဖြစ်လာဖို့တဲ့ဝိညာဉ်တော်ဖော်ပြပြီးတော့ဝိညာဉ်တော်တို့ထိတုံးတဲ့ဝိညာဉ်တော်တို့ထိလာတဲ့အရာကိုတုံ့ပြန်သွားတဲ့သူတွေကပြောင်းလဲလာတာဖြစ်တယ်နော်အဲ့တော့ဆက်ရအောင်စုကျေးဇူးတော်အထူးတွေရှိ냐တော်လဲဝိညာဉ်တော်တစ်ပါးတည်းရှိစုကျေးဇူးကအများကြီးရှိတယ်တဲ့အထူးတွေရှိတယ်ဒါပေမဲ့ဝိညာဉ်တော်တစ်ပါးတည်းပဲရှိတယ်တဲ့ဓမ္မဆရာအမှုအထူးတွေရှိ냐တော်လဲသခင်တစ်ပါးတည်းရှိနော်လောက်ရက်တရားတော့ကွဲပြားနေတယ်ဒါပေမဲ့ပိုင်ရှင်ကတစ်ပါးတည်းပဲရှိတယ်ပြုပြင်ခြင်းအမှုအထူးတွေရှိ냐တော်လဲခတ်သိမ်းသောသူတို့၌ပြုပြင်သမျှကိုပြုပြင်တော်မူသောဘုရားသခင်တစ်ပါးတည်းရှိတဲ့လာပြီနော်ကောင်းသောအကျိုးအလို့ငါတန်ရှင်သောဝိညာဉ်တော်ကိုလူအသီးသီးတွေကထင်ရှားစွာပေးတော်မူလျက်ရှိအဘယ်သို့နည်းဟုမူကားဝိညာဉ်တော်အပြင်တယောက်သောသူဟာပညာတရားကိုပေးတော်မူ၏ထိုဝိညာဉ်တော်အပြင်တယောက်သောသူဟာထိုးထွင်းခြင်းတရားကိုပေးတော်မူ၏ထိုဝိညာဉ်တော်အပြင်တယောက်သောသူဟာယုံကြည်ခြင်းကိုပေးတော်မူ၏ထိုဝိညာဉ်တော်အပြင်တယောက်သောသူအားအနာရောဂါငြိမ်းစေနိုင်သောအခွင့်ကိုပေးတော်မူ၏တယောက်သောသူအားတကိုးပြနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားပရောဖက်ပြုနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားစိတ်ဝိညာဉ်ကိုပိုင်းခြား၍သိနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားအမျိုးမျိုးသောဘာသာစကားကိုပြောနိုင်သောအခွင့်ကို၎င်းတယောက်သောသူအားထိုဘာသာစကား၏အနက်ကိုဖော်ပြနိုင်သောအခွင့်ကို၎င်းပေးတော်မူ၏ဤအခွင့်ရှိသမျှတို့ကိုတပါးတည်းသောဝိညာဉ်တော်သည်ပြုပြင်၍လူအသီးသီးတို့ဟာအသီးအသီးခံရသောအခွင့်ကိုအလိုတော်ရှိသည့်တိုင်ဝေငှ၍ပေးတော်မူ၏ဒီတစ်ကောစနေတစ်ကနေ17မှာတော့ဝိညာဉ်စုကျေးဇူး9မျိုးကိုကျွန်တော်တွေ့ရတယ်ဖော်ပြထားတာတွေ့ရတယ်နော်အဲ့ဒီမှာယုံကြည်ခြင်းပါတယ်နော်အံ့ဩစရာတရှင်သောဝိညာဉ်တော်ပေးတဲ့စုကျေးဇူးတွေမှာယုံကြည်ခြင်းစုကျေးဇူးပါတယ်နော်ကျွန်တော်တာမန်ယုံကြည်သူတွေကဘုရားသခင်ကိုယုံတယ်ယေရှုခရစ်ကိုယုံတယ်ကျွန်တော်ဆုတောင်းခြင်းကိုယုံတယ်ကျွန်တော်အသက်တာတွေဘုရားသခင်ဂရုတော်ယုံတယ်နော်ဘုရားသခင်မဆတဲ့အရာကိုယုံတယ်ဒီ normally တာမန်အခြေခံဖြစ်သောယုံကြည်ခြင်းနဲ့သွားတယ်တာမန်ယုံကြည်ခြင်းနဲ့သွားတယ်ဒါပေမဲ့တချို့လူတွေရှိတယ်တာမန်ထက်ပိုကဲတဲ့တဘာဝနဲ့ယုံကြည်ခြင်းနဲ့ယုံကြည်နိုင်တဲ့လူတွေရှိတယ်ကျွန်တော်လက်တွေ့ဘူးတဲ့နော်အဲ့ဒါဘာလဲဆိုရင်တန်ရှင်သောဝိညာဉ်တော်ရဲ့ပေးတဲ့ယုံကြည်ခြင်းစုကျေးဇူးအဲ့တော့ဒီမှာကျွန်တော်စုကျေးဇူး9မျိုးတွေ့ရတယ်အဲ့ဒီစုကျေးဇူး9မျိုးကွဲနေပေမဲ့ဒီဥစ္စာကျွန်တော်ပြောအောင်မယ်နော်လမ်းကြုံလို့သတိရလို့ဝိညာဉ်ပဂတိအကျိုး9မျိုးမဟုတ်ဘူးနော်ဒါကစုကျေးဇူး9မျိုးဒီမှာတွေ့ရတာဖော်ပြထားတာဆိုတော့အဲ့ဒီ9မျိုးကွဲနေပေမဲ့ပေးတဲ့ဝိညာဉ်တော်ကတပါးတည်းပဲတဲ့တန်ရှင်သောဝိညာဉ်တော်တပါးတည်းကပေးတာဒါဆိုရင်စုကျေးဇူးတွေကဘာတွေလဲဒီမှာ9မျိုးဘသူကပေးလဲတန်ရှင်သောဝိညာဉ်တော်ကပေးတယ်ဘသူတွေကိုပေးလဲဤခွင့်ရှိသမျှတို့ကိုတပါးတည်းသောဝိညာဉ်တော်သည်ပြုပြင်လူအသီးတို့လူအသီးကိုပေးတယ်နော်လူအသီးကိုပေးတယ်ပါစတာတွေကိုမှမဟုတ်ဘူး evangelist တွေကိုမှမဟုတ် reverend တွေကိုမှမဟုတ်သင်ရောက်ဆရာတွေကိုမှပေးတာမဟုတ်ဘူးတိတ်ခါတော်ရဆရာတွေကိုမှပေးတာမဟုတ်အေးဝင်လေအမှုတော်ဆောင်တွေကိုမှပေးတာလူအသီးယုံကြည်သမျှသောလူအသီးကိုဝိညာဉ်တော်ကစုကျေးဇူးပေးတယ်ဒါပေမဲ့တစ်ခုတော့ရှိတယ်လူအသီးတို့ဟာအသီးခံရသောအခွင့်ကိုတယောက်ချင်းစီအတွက်တစ်မျိုးဖြစ်မယ်နှစ်မျိုးဖြစ်မယ်လူတယောက်တည်းယုံကြည်သူတယောက်တည်းတော့ဝိညာဉ်စုကျေးဇူး9မျိုးလုံးရတယ်ဆိုတော့မရှိဘူးစူပါမန်တော့မရှိဘူးလားမျိုးနော်ဝိညာဉ်ရဲ့စုကျေးဇူးအားလုံးတခါလေအကုန်ရပြီးတော့မှအကုန်လုံးလုပ်နေတယ်ဆိုတော့လို့မရှိပါဘူးဟဲ့လားအသီးခံရသောအခွင့်ကိုအလိုတော်ရှိသည့်အတိုင်းငွေငှရပေးတော်မူ၏အလိုတော်ရှိသည့်အတိုင်းလူရဲ့လိုအင်ဆန္ဒရှိတဲ့အတိုင်းပေးတာမဟုတ်ဘူးနော်ဝိညာဉ်တော်ရဲ့အလိုဆန္ဒရှိတဲ့အတိုင်းပေးတာဖြစ်တယ်ဒါကြောင့်မလို့ဝိညာဉ်စုကျေးဇူးဆိုတာကနှုတ်ကပတ်တော်ဖော်ပြချက်အရာကြည့်မယ်ဆိုတော့တောင်းယူရမယ့်အရာမဟုတ်ဘူးဝိညာဉ်တော်ကပေးတာဖြစ်တယ်နော်ဝိညာဉ်တော်ကသူ့တစ်စိတ်ခတ်ထားပြီးတော့မှသူအသိမှတ်ပြုထားတဲ့လူကိုဝိညာဉ်တော်ကပေးတာတစ်စိတ်ခတ်တာတော့ယုံကြည်သူတိုင်းမှာတစ်စိတ်ခတ်တယ်ဒီလိုပဲအဲ့ဒီယုံကြည်သူတိုင်းမှာဝိညာဉ်တော်ကသူအလိုရှိတဲ့လူကိုကဲမင်းရောတော့ငါအနာကငြိမ်းစုကျေးဇူးပေးမယ်ရော့သွားလိုက်မင်းရောတော့ငါပရောဖက်စုကျေးဇူးပေးမယ်ရော့သွားလိုက်ပရောဖက်ပြုရသောအခွင့်အနာကငြိမ်းစေရသောအခွင့်အမျိုးမျိုးသောဘာသာစကားကိုပြောနိုင်ရသောအခွင့်ထိုဘာသာစကားရဲ့အနက်ကိုပြန်နိုင်ရသောအခွင့်လူတို့၏စိတ်ဝိညာဉ်ကိုပိုင်းခြား၍သိနိုင်တဲ့စုကျေးဇူးပ
prophet sorry ယုံကြည်ခြင်းစုကျေးဇူးပြီးတော့မှပညာတရားစုကျေးဇူးတယောက်တော့သူထိုးထွင်းခြင်းတရားစုကျေးဇူးဒီຢာတွေကိုဘုရားသခင်ပေးတယ်အဲ့တော့ဒါလေးကိုလေဒီကျမ်းစာမှာစီထားတဲ့ဟာလေးကိုကျွန်တော်ကြည့်တော့လေပထမဦးဆုံးဘာလာဆိုပညာရင်လာတယ်ပညာတရားပြီးရင်ထိုးထွင်းခြင်းတရားပြီးတဲ့အခါမှာယုံကြည်ခြင်းပြီးတဲ့အခါမှာအနာရောဂါငြိမ်းစေခြင်းတကိုးပြနိုင်ခြင်းပရောဖက်ပြုနိုင်ခြင်းစိတ်ဝိညာဉ်ကိုပိုင်းခြား၍သိနိုင်ခြင်းအမျိုးမျိုးသောဘာသာစကားပြောနိုင်ခြင်းထိုဘာသာစကားရဲ့အနက်ကိုပြန်နိုင်ခြင်းအဲ့လိုလေးစီထားတယ်ဒါပေမဲ့ဒီနေ့တော့တော်တော်များများယုံကြည်သူတွေကကျွန်တော်ကိုယ်တိုင်ပါဝင်အဲ့ဒါကျွန်တော်လည်းဝင်ခံမယ်နော်ကျွန်တော်ကိုယ်တိုင်ပါဝင်လေအောက်ကဟာတွေပဲပို့ရချင်တာနော်အမျိုးမျိုးသောဘာသာစကား other tongues တွေ prophet ပြုတဲ့ဟာတွေအနာရောဂါငြိမ်းတဲ့ဟာတွေနော်ယေရှုနာမနဲ့ဆိုတကိုးပြတဲ့ဟာတွေဒါတွေကိုပို့လို့ချင်တယ်နော်လူအများစုကဟုတ်လားတင်လက်တကယ်တော့မလိမ္မာတမ်းပြောမယ်ဆိုရင်ဒါတွေကိုပို့လို့ချင်တယ်ဒါပေမဲ့အပေါ်မှာဖခင်အပေါ်မှာပြောထားတဲ့အရာရှိတယ်ပညာတရားထိုးထွင်းခြင်းတရားနောက်ပြီးတော့မှဗာလဲယုံကြည်ခြင်းနော်ဒီအရာတွေကလည်းဝိညာဉ်စုကျေးဇူးပဲနော်ဒါတွေကလည်းအရေးကြီးတဲ့အရာတွေပဲစီထားတဲ့ပုံစံလေးအရဆိုတော့ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုရင်လေဒီအမှုတော်ထဲမှာအဖက်လေးမှာရှိတဲ့အမှုတော်ထဲမှာအသင်းတော်မှာခွဲခန့်သတ်မှတ်ထားတဲ့ပထမအရာဒုတိယအရာတတိယအရာဆိုတဲ့ခွဲခန့်သတ်မှတ်ထားတဲ့အဆင့်၅ဆင့်မှာသူကပထမအရာဆိုတာမျိုးကိုပြောအရာနဲ့ပြောတာရှိတယ်နော်ပထမအရာ၌တမန်တော်နော်ဒုတိယအရာ၌ပရောဖက်တတိယအရာ၌သာသနာပြုစရုဒ္ဒရာမှာသင်အုပ်ပြီးတော့မှဓမ္မဆရာအဲ့လို၅ခုခွဲထားတာအဲ့ဒါအရာ first position second position အဲ့လိုအရာနဲ့ပြောတာရှိတယ်အဲ့ဒီအတိုင်းဆိုရင်တော့အပေါ်မှာရှိတဲ့စုကျေးဇူးတွေကလည်းတကယ်တော့အဓိကကျတဲ့အရေးကြီးတဲ့စုကျေးဇူးတွေရှိဖြစ်တယ်ကဲထားလိုက်ပါတော့ဆက်ရအောင်ဒီ6မျိုးကနှစ်ပိုင်းပိုင်းလိုက်မယ်ဆိုရင်တရှနဝိညာဉ်ရဲ့စုကျေးဇူးနှစ်ပိုင်းပိုင်းလိုက်မယ်ဆိုရင်အမြဲတမ်းတည်တဲ့permanent thousand စုကျေးဇူးနဲ့တစ်ချိန်တစ်ခါမှာပေါ်ထွက်လာတဲ့ temporary ခေတ္တခဏစုကျေးဇူးဆိုတာနှစ်မျိုးရှိတယ်ဒီအရာတွေကတော့ဘယ်ထဲမှာသွားပြီးတော့ရေပုံရအဖြစ်အကျုံးဝင်လဲဆိုရင်ဝိညာဉ်တော်ကဒီတနေရာမှာဒီလူကို prophet စုကျေးဇူးပေးပြီးအသုံးပြုရင်ပြုမယ်ဒီတနေရာမှာတော့ဒီလူကိုအနာဂတ်ငြိမ်းချမ်းစုကျေးဇူးပေးပြီးအသုံးပြုရင်ပြုမယ်တခါတခါကြာရင်တော့သူကအဲ့ဒီအရာတွေမထင်ရှားပဲနဲ့ဖြစ်ရင်လည်းဖြစ်နေလိမ့်မယ်ဗျဝိညာဉ်တော်ကမင်းဘာမှမပြောနေဒီနေရာမှာထိုင်နေလိုက်ဘာမှမပြောနေငါပြောခွင့်မပြုဆိုထိုင်နေလိုက်စပိတ်နေလိုက်အဲ့ဒီအရာမှာအဲ့ဒီကနေစပြီးတော့ကျွန်တော်ဒီလိုမြင်တယ်လွဲမားတဲ့အရာလေးတွေဖြစ်လာတယ်တချို့လူတွေကျွန်တော်တွေ့ဘူးတယ် prophet ပြုတာမှန်တယ်ကွာအစတုန်းကနော်တကယ်မှန်ကျွန်တော်လည်းဆူတောင်းခံဘူးတယ်လက်တင်ပြီးဆူတောင်းသူပြောသွားတဲ့အရာတွေအားလုံးအမှန်ပဲနော်ရှေ့မှာဖြစ်လာမယ့်အရာတွေလည်းအမှန်ပဲကျွန်တော်ဝန်ခံဘူးတယ်ဒါပေမဲ့ကြာလာတော့ဘာဖြစ်လဲသလားမှားလာမမှန်ကန်တာတွေများလာတယ်လွဲတာတွေများလာဘုရားသခင်ကျွန်တော်ဖော်ပြတယ်ဘာညာဆိုတော့လွဲတာတွေများလာတာရှိတယ်ဘာလို့လဲသလားဘုရားသခင်ငြိမ်မှာဆိုတဲ့ခါမှာ तू ကမငြိမ်ဘူးဘုရားသခင်သူ့ကိုငြိမ်ခိုင်းတာ तू ကမဟုတ်ဘူး तू prophet လေနော် prophet စုကျေးဇူးသူ့ကို तू prophet လို့ခံယူတာ तू ဟာပြောဘုရားမဖော်ပြဘဲနဲ့ဘုရားရဲ့ဝိညာဉ်တော်တုံတင်ခြင်းဖော်ပြခြင်းမရှိဘဲနဲ့သူ့အတွေ့သူ့ခံစားချက်သူ့အမြင်နဲ့ပြောတဲ့ဟာလွဲတာပေါ့အဲ့ဒါဘုရားနှုတ်ကပတ်တော်မဟုတ်တာလွဲတာပေါ့အဲ့ဒါပဲသဘောပေါက်လားမသိဘူးကျွန်တော်ပြောတာဒါကြောင့်မလို့တစ်ခါဝိညာဉ်တော်ကတင့်ကိုမင်းထားလို့လိုက်တုံတယ်လိမ့်မယ်တစ်ခါကြာတော့ထိုင်နေလိုက်ထိုင်နေဆိုအခါမှာထိုင်နေလိုက်အေးစေးပဲနော်ကျွန်တော်အဲ့ဒါလေးဟိုဘုရားเจ้าတက်တာကျွန်တော်ပြောဦးမယ်နော်ကျွန်တော်ကတစ်ခါကြာတော့ဘုရားเจ้าနေလေဟိုနောက်ဆုံးလေးမှာဒါမှမဟုတ်အလယ်လောက်လေးမှာအမှထိုင်ကျင်တာပြိတ္တထဲမှာနော်တခြားဘုရားเจ้าနေသွားတဲ့ခါမှာတခြားသင်ရုပ်ဆရာတခြားအသင်းတော်နော်အဲ့ဒါမှာသွားတဲ့ခါမှာဒါပေမဲ့ကိုသိတဲ့နေရာတွေမှာလေဆရာတွေကကိုကိုသိရမလားအတင်းတခါလဲရှေ့ကိုစွဲတာဟိုရှေ့မှာရှေ့ဆုံးအဲ့တော့ဘုရားเจ้าတော်တော်များများမှာလေရှေ့ဆုံးခုနေရဆရာတွေပဲအမှုတော်ဆောင်တွေပဲထိုင်ရမယ်လို့သတ်မှတ်ထားသလားတော့မသိဘူးပေါ့လေအဲ့ဒါတော့နော်တိုင်ရင်လည်းသတ်မှတ်ထားမှာတချို့ကတကယ်ရှိရသတ်မှတ်ထားတာနော်ထိုင်ကိုအစွတ်ကလေးတွေမတူတဲ့ဟာမျိုးလေးကျွန်တော်တွေ့ဘူးတယ်အဲ့ဒါဟိုတချို့ဘုရားเจ้าတွေကြတော့ရှင်းတယ်ကွာတို့တော့စင်ပေါ်မှာနော်စင်ပေါ်တခါတည်းထိုင်ကုန်တန်းစီချတာဆရာဆိုစင်ပေါ်မှာထိုင်မယ်ဒီနေ့ပါတယ်ဆရာတွေကတော့အဲ့စင်ပေါ်မှာရှိတဲ့ထိုင်ကုန်မှာတော့မှအလဲရထိုင်ကုန်နည်းနည်းလေးပို့မြင့်တယ်နော်ထိတ်ကတခါတည်းအချွန်နည်းနည်းလေးပို့ပြီးချွန်တယ်သူကလားမြင့်တယ်ပြီးမှ cross ကြည့်အကြီးတက်တွေ့ဘူးလေကျွန်တော်ဒီထိုင်နေအတန်းကတော့မမြင့်ဘူးပေါ့သူရခုံပုံစံပို့ပြီးတော့မြင့်ပို့ပြီးတော့ကြီးတာတွေ့ဘူးတဲ့တားလိုက်ပါနော်ကျွန်တော်အတလည်းလို့ပြောတာပါအဲ့တော့အဲ့လိုလေပြိတ္တထက်မှာထိုင်ကျင်တယ်ဒါမှမဟုတ်ဘူးရှေ့မှာဆိုရင်ကျွန်တော်လေမဟုတ်ဘူးကျွန်တော်ဒီမှာပဲထိုင်မှာတချို့ကတမျိုးထင်တယ်နော်ဘာလဲကွာဒီဆရာကဘယ်လိုဖြစ်တာလဲခြေတာလားဘယ်လိုလဲတချို့ကထားသိရလို့တော့ရတယ် तू အဲ့မှာထိုင်ကြလို့ तू ထိုင်တာရတယ်ဘာမှမဖြစ်တချို့ကအထားသိတဲ့လူကခန်းစားချက်တူတဲ့လူက
ပြဿနာမရှိဘူးတချို့ကြတစ်မျိုးမြန်တတ်တယ်မဟုတ်ဘူးကျွန်တော်ပြိတ္တထဲမှာထိုင်ပြီးတော့လေတစ်ခါဖះကျွန်တော်ဘာမှမပြောခိုင်းတဲ့အချိန်တွေရှိတယ်ပြောချင်အတင်းဆွတ်ထုတ်လေလောက်ပါအောင်ဆရာတခုလေပြောပါအောင်ဆိုလဲမဟုတ်ဘူးလေဖះကံကိုထိုင်ခိုင်းထားတာလေဖះကံကိုနှုတ်ပိတ်ထားလေဘာမှမပြောနဲ့ဒီမှာထိုင်နေဒီမှာပါဝင်လက်ပါဝင်တာအေးစစ်စစ်အဲ့လိုလေးပေါ့နော်ဖះကံဝိညာဉ်တော်နှိုးဆောင်တော့ကျွန်တော်သွားပြောမှာဆရာကျွန်တော်ဒီဟာလေးနော်နည်းနည်းလေးဖះနှိုးဆောင်လို့ဒီဟာလေးတစ်ပိုက်လောက်ကျွန်တော်9မိနစ်လောက်ပြောချင်တယ်အဲ့လိုသွားပြောမှာဆိုလိုချင်တာကတန်ရှင်းသောဝိညာဉ်တော်သည်သူအလိုရှိတဲ့စုကျေးဇူးများကိုလူအသီးကိုသူအလိုရှိတဲ့အတိုင်းပေးတယ်အဲ့ခါဒါပေမဲ့တခုတော့ရှိတယ်ယုံကြည်သူတိုင်းမှာစုကျေးဇူးရှိတယ်နော်တဲ့မှာဘုရားစုကျေးဇူးတစ်ခုမှတစ်ခုတော့ပေးတယ်တချို့က2မျိုးလောက်တင်ရှားလိုက်တယ်နော်ပေးတယ်အဲ့တော့ဆရာကြီးဘယ်လိုသိမှလဲဝိညာဉ်တော်မေးအဲ့ဒါကျွန်တော်ပြီးခဲ့တဲ့ရှေ့အပုတ်မှာကျွန်တော်ပြောခဲ့တယ်ဝိညာဉ်တော်နဲ့များမိတ်သားရဖွဲ့ဝိညာဉ်တော်ရဲ့ဗိတ်တိတ်တကူထဲမှာများပျော်မွေ့ဆိုတာအဲ့ဒါပဲဝိညာဉ်တော်နဲ့များမိတ်သားဖွဲ့လာလေဝိညာဉ်တော်တကူနဲ့ဗိတ်တိတ်ထဲမှာများပျော်မွေ့လာလေဝိညာဉ်တော်ပေါ်ပြတဲ့အရာတွေသိလာလေပဲအဲ့ချံကိုသိလာတာဟာဝိညာဉ်တော်ငါ့ကိုဒီစုကျေးဇူးပေးထားတာပဲဆိုသိလာတယ်ကိုအဲ့ဒီစုကျေးဇူးတွေကိုပြုစုပြောထောင်ပြီးတော့အသုံးပြုခြင်းအပြင်ဘုရားသခင်ဘုန်းကိုထင်ရှားစေနိုင်ပါတယ်အဲ့တော့အခုဒီထက်ကနေကျွန်တော်နည်းနည်းတော့ပြောလိုက်မယ်ဗျအဆုံးသတ်နော်တော်တော်များလူတွေကလည်းဒီ other tense အမျိုးသောဘာသာစကားပြောနိုင်ရတော့အခွင့်ကိုတော်တော်များလူတွေကရချင်တယ်တချို့ကလည်းရမှာလက်တင်ဆုတောင်းပြီးတော့မှကဲလိုက်ဆို hallelujah 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 ကြားတဲ့အခါကျ hallelujah ဟာလေရမပါတော့လူရလှလှရှာလိပြောဆိုပြီးမှဒီအမျိုးသောဘာသာစကား other times ကိုအဲ့လိုမျိုးဒါကျေးဇူးတွေမှာပါတော့နော်အဲ့ဒါကိုလောက်ယူတဲ့ပုံစံတောင်းယူတဲ့ပုံစံအတင်းလက်ကျင့်ယူတဲ့ပုံစံလောက်တာမဟုတ်သေးဘူးနော်အဲ့ဒီကလည်းတမန်ချမ်းစာရဆိုတော့မဟုတ်သေးဘူးအဲ့လိုပြောလို့ကျွန်တော် other times ပြောတယ်နော်ကျွန်တော်အများကြီးပြောတာအိမ်မှာဆိုကျွန်တော်တနားရီလောက်ပြောပြတာဘုရားသခင်နဲ့နော် other times ပြောတယ်အသုံးပြုတယ်ဒါပေမဲ့နီလန်းအမှန်နှုတ်ကပတ်တော်ဘာပဲလိကတမန်ချမ်းစာမှာအခြေခံပြီးတော့ပဲကျွန်တော်တို့ဒီຢာတွေကိုအသုံးပြုရမှာတိဆောက်ရမှာဖြစ်ပါတယ်အဲ့ဒါဘုရားသခင်ဘုန်းကိုထင်ရှားစေတဲ့အရာဖြစ်စေတယ်အကြောင်းမလို့ဒီနေ့မှာတော့တန်ရှင်သောဝိညာဉ်ရဲ့စုကျေးဇူးပြင်ဆင်ထားတဲ့အဲ့စုကျေးဇူးတွေကဘာတွေလဲဘယ်သူတွေအတွက်လဲဘယ်ကဲ့သို့ရတာလဲဆိုတာလေးကိုဒီနေ့နိုင်ငယ်ဝင်ငှတာဖြစ်ပါတယ်ဘုရားရဲ့တန်ရှင်သောဝိညာဉ်တော်ဘုရားရဲ့ပေးအပ်တဲ့စုကျေးဇူးတွေကိုခံယူရရှိအသုံးပြုပြီးတော့မှဘုရားသခင်ဘုန်းကိုတာ၍ထင်ရှားသောယုံကြည်သူများဖြစ်ကြပါစေလို့ဘုရားသခင်နှုတ်ကပတ်တော်ဖြင့်ရောက်တိုင်းတွေကောင်းကြီးရှိပါစေအာမင်โอเคဆရာ